အန်ဒရီမျိုးကနေဒီရမျိုးစပင်ထားတည်ကြီးစီးပြီးရောပျော်ပင်မျိုးမှာရှိရဲ့နာမည်ကြီးပြီးစားလို့ကောင်းတဲ့ Hello Bakery လည်းဖြစ်တဲ့ Yimon Bakery မှာသွားစားကြရအောင်ဒီတစ်ခါမှာတော့ပျော်ပင်မျိုးမှာရှိပြီးရောစားလို့ရမ်းကောင်းတယ်ဆိုတော့ဒီ Yimon Bakery ဆိုင်လေးကိုကျွန်တော်ကဒီ vlog လေးနဲ့အတူတူခေါ်သွားပြပါမယ် Yimon Bakery ဆိုင်မှာဆိုရင်တော့အရသာရှိပြီးရော premium ဆိုင်နဲ့ cake တွေတာချီကန်သေးစိုးစိလုံးဝမပါဘဲနဲ့လက်လက်ဆက်ဆက်ထုတ်လာတဲ့ပါမုန်းတွေပြင်ကိုတခြား menu တွေအနေနဲ့ဘာတွေရှိပြီးတော့ကျွန်တော်ဘာတွေမှာစားခဲ့လဲဆိုတာကိုဒီ vlog လေးနဲ့အတူတူအဆုံးထိကြည့်လိုက်ကြရအောင်Hello အားလုံးပဲ Assalamu alaikum အလုပ် share ဝင်လင်ကို page ကပြန်ကြိုးလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့စတင်ပြေးဆွဲထားတာမကြသေးတဲ့စပိန်ရထားတဲ့ GDMU စီးပြီးတော့ကျွန်တော်ပြောပေါ်မျိုးမှာရှိရဲ့ဒီ Yimon Bakery မှာသွားစားထားတဲ့ vlog လေးကိုပြန်ပြီး share လုပ်ပေးကြပါတယ်ကျွန်တော်တို့မန္တလေးကနေပြီးတော့မနက်9:00နာရီထွက်ပြီးတော့နေ့လယ်17:00နာရီလောက်ကတော့ကျွန်တော်ပြောဝဲဘူရာကိုရောက်ပါတယ်ဘူရာရောက်အချိန်ပဲပြောဝဲ treatment ဖြစ်တယ်ဒီပြောဝဲမုတ်ချွတ်တွေကိုအရင်တွေ့ခဲ့ရပါတယ်ဒါကတော့ပြောဝဲနိုင်စဉ်ဖြစ်ပြီးတော့ကျွန်တော်တို့ရထားနဲ့လာဆိုတော့ကားလမ်းလာတဲ့သူတွေတက်လည်းလမ်းညွှန်ပေးကြပါတယ်အဲ့တော့ပြောဝဲဝင်ဆိုင်ဖို့ကြီးဖြစ်ပြီးတော့ရန်ကုန်ကလာတဲ့သူတွေတက်ကတော့ဘက်ကသွားရင်တောင်ကြီးကလောက်ရောက်မှာဖြစ်ပြီးတော့အခုကျွန်တော်ပြထားလမ်းလာမယ်ဆိုရင်တော့တက်ဝင်လာလိုက်တာနော်မန်လေးကားလမ်းမကြီးပဲလျှက်စီရုံမြင်တဲ့ချင်းဆိုင်အောင်စရာလမ်းနဲ့ဝင်ရန်သောမော်စားတောက်ဆိုင်ပြီးနန်းလမ်းမြောက်ရွှေပြည်အောင်9လမ်းထောင်မှာရှိပါတယ် Yimon Bakery ကတော့2019ကနေပြီးတော့စတင်ဖွင့်လှစ်ထားတဲ့ Hello Bakery ဖြစ်ပြီးတော့ကျွန်တော်ပြောဝဲမျိုးမှာဆိုရင်တော့ Yimon Bakery ကိုမသိရသူမရှိသလောက်ကိုအရင်နာမည်ကြီးပါတယ် Yimon Bakery မှာဆိုရင်တော့မွေးနေ့ကိတ်တွေပန်းစည်းတွေပါမုန်းတွေကိတ်မုန်းတွေအပြင်ကိုဆိုင်နေရာလေးကလည်းကျေဝန်းတဲ့ကိုမှာ channel မှာ easy ထိုင်စားရတဲ့ file လေးရပြီးတော့တပုံရိပ်စာနေရာလာလေးလည်းအများကြီးရှိပါတယ်ဆိုင်လေးက channel လေးနဲ့ဖွင့်ပေးထားပြီးတော့လေးတစ်ဖြူးနဲ့ကိုမှာထိုင်ကြနေရာလေးလည်းအများကြီးရှိပါတယ်ဆိုင်ဝင်ချင်းမှာပဲပထမဆုံးမြင်ရမှာကတော့ကျွန်တော်အရန်စားချင်နေတဲ့ကိတ်တွေထားထားကောင်းတာရှိမှဖြစ်ပြီးတော့ကျွန်တော်အဲ့ဒီကတော့ကျွန်တော်စားချင်တဲ့ကိတ်တွေရောပါမုန်းတွေရောအများကြီးမှာစားခဲ့ပါတယ်နောက်ပြီးတော့ဒီဆိုင်မှာပါမုန်းတွေကိတ်မုန်းတွေအပြင်ကိုတာရှီကန်လေးစိုးစိလုံးဝပါပဲနဲ့လက်လက်ဆက်ဆက်ထုတ်ထားတဲ့ပါမုန်းတွေကလည်းနေ့စဉ်ဝယ်လို့ရပါတယ်ပြီးတော့ကျွမ်းကျင်တဲ့စပိုမူးတွေကိုယ်တိုင်ကလည်းအခုလိုမျိုးဆိုင်ရဲ့အနောက်ဘက်မှာနေရာကျေဝန်းတဲ့ကိုမှတန်တန်ရှင်းရှင်းနဲ့တက်တက်ရပြုလုပ်ပေးနေရမို့လို့ Hello Bakery လည်းဖြစ်စားလို့လည်းကောင်းတာမို့လို့ပျော်ဝဲမျိုးကိုရောက်ရင် Yimon Bakery ကိုဝင်စားကြည့်ဖို့ကျွန်တော်ပြန်ပြီး share လုပ်ပေးလိုက်ပါတယ်မုန်းတွေကနေ့စဉ်လက်လက်ဆက်ဆက်ထုတ်ပေးနေရဖြစ်ပြီးတော့တာရှီကန်လေးစိုးစိမပါတာမို့လို့ကလေးလူချင်းမျိုးစိတ်ချလက်ချဝယ်စားလို့ရပါတယ်ဒီဆိုင်မှာကတော့အခုလိုမျိုးအေးမီနူတွေ drinks မီနူတွေလည်းအများကြီးရှိပြီးတော့ကျွန်တော်အဲ့ဒီကတော့ကျွန်တော်တောက်ချင်တဲ့မီနူတွေရောကိတ်တွေရောအများကြီးမှာစားခဲ့ပါတယ်ထိုင်ရတာလေးအေးစစ်စစ်နဲ့ကိုမှ customer service ကလည်းအရင်ကောင်းပြီးတော့ကျွန်တော်ဒီဆိုင်မှာဆိုရင်တော့ကျွန်တော်စားချင်နေတဲ့ကိတ်တွေဖြော်ရည်တွေကိုအရင်ဆုံးမှာလိုက်ပါတယ်ဒီဆိုင်မှာကအခုလိုမျိုးကိတ်တွေပါမုန်းနေအပြင်ကိုတခြား drinks မီနူတွေရောတခြားဟင်းပွဲမီနူတွေရောမှာလို့ရပါတယ်ကဲဒါကတော့ကျွန်တော်စားချင်လို့မှာထားတဲ့ Yimon Bakery ကပါမုန်းနေကိတ်မုန်းနေအပြင်ကို drinks မီနူတွေပါပထမအောင်ဆုံး Bubble Ice Chocolate ပူတင်လေးရေးမှာလိုက်ပါတယ်။ဒါသာကတော့ပြည့်နေနေနဲ့ကိုမှပူတင်လေးပါလို့တောက်လို့ရမ်းကောင်းပါတယ်။ဒါကတော့ကျွန်တော်ပထမအောင်ဆုံးစားခဲ့တဲ့ Chocolate Cheese Lava Cake လေးပါ။ဒီ cake လေးကတော့ Chocolate ကြိုက်တဲ့သူရော Cheese Lava ကြိုက်တဲ့သူရောပေါင်းပြီးတော့စားလို့ရအောင်တစ်မျိုးလေးထုတ်ပေးထားတဲ့ cake လေးပါ။ဒါသာကတော့ပြည့်နေနေနဲ့ကိုမှ Chocolate ပဲစားစား Cheese Lava ပဲစားစားပေါ့နော်။သူ့ရတာကထိထိမိမိနဲ့ကိုမှအရန်စားလို့ကောင်းပါတယ်။ကျွန်တော်နောက်ထပ်မှာစားခဲ့ cake လေးကတော့ အုံးစိမ်း cake ပါ။ဒီအုံးစိမ်း cake မှာဆိုရင်အုံးသီးမဲ့နုနုလေးကိုအပေါ်ကတင်ပေးထားပြီးတော့အောက်မှာလည်း cake သားကနုနုညံ့ညံ့လေးနဲ့ကိုမှအရင်မချိုပဲနဲ့အရသာကစင့်စိမ့်လေးနဲ့ကိုမှအုံးသီးကြိုက်တဲ့သူဆိုရင်တော့မှားဖို့စားကြည့်တဲ့နဲ့ Bestseller Cake မီနူလေးဖြစ်ပါတယ်။ဒီဆိုင်မှာဆိုရင်အခုလိုမျိုးကျွန်တော်စားခဲ့တဲ့ Premium Cake တွေပြင်ကိုအခုလိုမျိုးနေ့စဉ်လက်ဆက်ရောင်းချပေးနေတဲ့ပါမုံလေးတွေလည်းရှိပါတယ်။ပါမုံသားကလုံးဝအစ်ဆက်ပြီးတော့တခိုက်ဆိုတခိုက်စားလို့ရမ်းကောင်းပါတယ်။အခုကျွန်တော်စားနေတဲ့ကြက်မြင်ပါမုံဆိုရင်လည်းပါမုံသားအီလေးနဲ့ကိုမှကြက်မြင်လေးနဲ့ဆိုတော့တော်တော်လေးစားလို့ကောင်းပြီးတော့ဒီဆိုင်မှာရတဲ့ Cake တွေအကုန်လုံးကဈေးနှုန်းနေနဲ့ဆိုရင်1500နဲ့စရှိရမို့လို့ဈေးတိုင်ပြီးစားလို့ကောင်းတဲ့ဒီ Yimon Bakery ကိုလာစားကြည့်ဖို့ကျွန်တော်ပြန်ပြီး share လုပ်ပေးလိုက်ပါတယ်။ဒါလေးကတော့ဒီဆိုင်ရဲ့ Strawberry Frappe ပြီးတော့တောက်ကြည့်ရပါ Strawberry Frappe ပြီးရလဲချင်းချင်းဆူဆူလေးနဲ့တောက်လို့ရမ်းကောင်းပါတယ်။အခုကျွန်တော်စားနေတဲ့ပီဇာလေးဆိုရင်ကနန်းချောင်းပီဇာဖြစ်ပြီးတော့ပါမုံသားအေးလေးနဲ့ကိုမှအခုလိုမျိုး slide လေးလည်းရောင်းပေးထားဆိုတော့ဈေးတန်ပြီးတော့စားလို့ရမ်းကောင်းပါတယ်။ဒါလေးကတော့ကျွန်တော်စားခဲ့တဲ့မာလာဆော့စစ်ပီဇာပါသူ့ရတာကတော့မာလာရတာဆက်ဆက်ကလေးနဲ့ကိုမှကြက်ဥချောင်းတွေအများကြီးနဲ့ကိုပီဇာလေးကလည်းပါမုံသားကအီးဆက်ပြီးတော့စားလို့ကောင်းတာမို့လို့ကျွန်တော်ပီဇာတစ်ချက်လုံးကိုအဝါဆွဲခဲ့ပါတယ်။မာလာဆော့စစ်ပီဇာလေးစားပြီးတော့ Yimon Bakery ရဲ့ရောင်းအကောင်းဆုံး bestseller menu ဖြစ်တဲ့ဒီ cheese cake လေးလည်းစားခဲ့ပါတယ်။ဒီ cheese cake မှာဆိုရင်လည်း chiffon သားကိုသုံးပေးထားပြီးတော့ cake mousse ကလည်းလုံးဝအီးဆက်နေပြီးတော့အထင်းမှာလည်း cream လေးအပြည့်နဲ့ကိုမှတော်တော်လေးကိုစားလို့ကောင်းပါတယ်။ cheese cake လေးအဝါစားပြီးတော့ double chocolate cake လေးလည်းစားခဲ့ပါသေးတယ်။ဒီ double chocolate cake မှာဆိုရင်လည်းအောက်ကပါမုံသားအစားနှစ်ကိုလည်း chocolate နဲ့ဆန်းပေးထားပြီးတော့အပေါ်မှာ chocolate အမြင်လေးလည်းပါမို့လို့အီစိတ်ပြီးတော့ chocolate ကြိုက်တဲ့သူဆိုရင်တော့ကွက်တီပါပဲ။ဒါလေးကတော့အပေါ်ကနေပြီးတော့ cheese တွေကိုမီးလေးမှုတ်ပေးထားပြီးတော့တောက်လို့ရမ်းကောင်းတဲ့ bubble cheese matcha လေးပါ။သူ့ရတာကမာရှာရတာစစ်စစ်လေးနဲ့ကိုမှ cheese နဲ့တွေ့လိုက်တော့အီစိမ့်ပြစ်နစ်ပြီးတော့တောက်လို့ရမ်းကောင်းပါတယ်။ခုလိုမျိုးပျော်ပွဲမျိုးမှာနာမည်ကြီးပြီးစားလို့ရမ်းကောင်းတဲ့ Yimon Bakery မှာဆိုရင်ပါမုံနေကိတ်တွေ drinks တွေအများကြီးရှိရမို့လို့ပျော်ပွဲမျိုးရောက်ရင် Yimon Bakery ကိုသွားစားကြည့်ဖို့မမေ့ဘူးပြောရင်းနဲ့နောက်ဗလီမှာပြန်နေကြမယ်နော်အားလုံးပဲ Assalamu alaikum